အချိန်ချင်းလွဲခဲ့တဲ့မြဒီတစ်ခေါက်ကကို့အတွက်ပဲဆိုပြီးတော့မကြေပွဲနှွဲချင်ပါတယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ဒီတစ်ခေါက်မှာလုံးဝကားရှယ်လေး2စီးကိုညီမကပွဲထုတ်လာပါတယ်အားလုံးလည်းအကြိုက်တွေ့စေမယ်လို့မျှော်လင့်ပါတယ်ညီမတို့ရဲ့55ကြိမ်မြောက်လက်ကြီးတော့မှာဆိုလို့ရှိရင်ညီမကကား2စီးရဲ့ iPhone 60 Pro Max ရောလက်ကြီးရောလုပ်ပေးထားပါတယ်ဒီကားလေးတွေကပေါ့နော်လုပ်ငန်းခွင်ထဲမှာရောဈေးကွက်ထဲမှာပါလူကြိုက်များလူသုံးများပြီးတော့အရင်ကြိုက်ကြတဲ့ကားလေးတွေကိုပဲညီမကရွေးချယ်ပြီးတော့လက်ကြီးရောလုပ်ပေးထားတာဖြစ်ပါတယ်ကား2စီးကတော့အခုဒီမှာရှိနေတဲ့ Honda Civic ကားကြီးရဲ့ဟိုဘက်ကကားလေးကတော့လုပ်ငန်း3ကားထဲမှာပေါ့နော်လူကြိုက်များတယ်တောက်ဆုံမှုလည်းများတယ်ပေါ့နော်ဒါဆိုလိုက်ကျ Auto Gear နဲ့ကားလေးပေါ့နော် Grade ကလည်း Extra Grade နဲ့ကားလေးပါဒီဘက်က Civic ကတော့ MHB Grade လေးနဲ့လာတဲ့ကားလေးကိုညီမက Lucky Roy လုပ်ပေးတာဖြစ်ပါတယ်။ Honda Civic ကားအတွက်ကတော့ညီမတို့ Lucky Roy ticket တစ်ဆောင်ကို3,1500တင်နဲ့ကန်ဆယ်လို့ရအောင်လုပ်ပေးထားပါတယ်။ဒါဆိုရင်ကျအတွက်ကတော့ညီမတို့ Lucky Roy ticket တစ်ဆောင်ကို9300ကျပ်တဲ့နဲ့ကန်ဆယ်လို့ရမှာဖြစ်ပါတယ်။ iPhone 60 Pro Max အတွက်ကတော့ညီမတို့ဒီတစ်ခေါက်မှာ ticket တစ်ဆောင်ကို1000ကျပ်တဲ့နဲ့ပဲကန်ဆယ်လို့ရမှာဖြစ်ပါတယ်။ iPhone မြူချင်တဲ့မိတ်ဆွေတွေအတွက်ကိုညီမကငွေသား360ကိုလည်းပေးရတော့မှာဖြစ်ပါတယ်။ကား2စီးရော iPhone ရောကအခုလာမယ်9လပိုင်း16ရက်နေ့မှာရှယ်ပြောင်းလဲမရှိဖွင့်ပေါက်ပေးတော့မှာပဲဖြစ်ပါတယ်။ထိုင်းဒီရဲ့အနောက်3လို့ဆိုလို့ရှိရင်ညီမကပထမဆုံးလို့သတ်မှတ်ထားပြီးတော့ဒီမှာရှိနေတဲ့ကား2စီးရဲ့ iPhone ကိုရမှာဖြစ်ပါတယ်။အရှိ3လုံးကိုတော့ညီမကဒုတိယဆုံးလို့သတ်မှတ်ထားပြီးတော့မှHonda Civic ကားကြီးအတွက်ငွေသား10သိန်း၊ဒါဆိုဟိုက်ချက်အတွက်ငွေသား10သိန်း၊ iPhone 60 Pro Max အတွက်ငွေသား3သိန်းဆိုပြီးတော့ညီမကဒုတိယစုတွေကိုလည်းပေးရတော့မှာဖြစ်ပါတယ်ရှင်။နှစ်သိန်းစုတွေလည်းပါသေးတယ်ဆိုတော့ညီမကားလေးတွေကိုလိုက်ပြီးတော့ပြပေးပါမယ်။ဒီဘက်ကကားကတော့ Honda Civic ကားလေးဖြစ်ပါတယ်။ဒီကားလေးကလည်းဈေးကွက်ထဲမှာလည်းလူကြိုက်များတယ်ပြီးလို့ရှိရင်ဒီကားလေးကဆလွန်းတိုင်းနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့စီးရလုံးဝတရှိတယ်ညင်ညောင်းရှိတယ်ပေါ့နော်လုံးဝ comfort ဖြစ်တဲ့ကားလေးတွေဖြစ်တယ်ဆိုတော့ဒီကားလေးက Honda Civic အမျိုးအစားကိုမှ model က2009 modelပြီးလို့ရှိရင်engine power ရတော့ 1.3cc နဲ့လာတဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးကလည်းရန်ကုန်လိုင်းစင်နဲ့ရမယ့်ကားလေးပါဆိုတော့ကားနဲ့ပတ်သက်ပြီးတော့ညီမတို့ IMA လည်းစစ်ထားပြီးသားပါ IMA era လုံးဝကင်ပါတယ်ပြီးတော့ဒီကားလေးကပေါ့နော်ဒါကိုကလူငယ်ဆန်ဆန်စီးမယ်ဆိုလို့ရှိရင်လည်းလုံးဝပြိုင်ကားလိုမျိုးအလှဆင်ပြီးတော့စီးလို့ရှိရင်လည်းလုံးဝကိုမိုက်တယ်လုံးဝလှတဲ့ကားလေးတွေဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ညီမကဒီကားလေးကိုဒီခေါက်မှာရွေးချယ်ပေးပြတာပေါ့နော်ဆိုတော့ဒီကားလေးအတွက်ဆိုလို့ရှိရင်လည်းညီမတို့က3,1500နဲ့ပဲကန်ဆယ်လို့ရမှာဖြစ်ပြီးတော့မှကိုကကန်ထူးရှိဖြစ်သွားရဆိုလို့ရှိရင်ဘာဒီမှထပ်ပြီးတော့ပေးစရာမလိုဘဲနဲ့လုံးဝကားတစ်စီးကိုအပိုင်ရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီကားလေးရဲ့အတွင်းခန်းကိုညီမလိုက်ပြပေးပါမယ်ဆိုတော့ဒီတစ်ခေါက်ကားလေးရဲ့အတွင်းခန်းကိုတော့ညီမအရင်ကြိုက်တယ်ဆိုတော့တေချာသေးစိတ်လေးလိုက်ပြီးတော့ပြပေးပါမယ်ဆိုတော့ဒီမှာကတော့ညီမဘေးဆိုင်ကာဗာလေးတွေကိုအရင်ပြပေးပါမယ်နော်လောကဆိုင်ကာဗာလေးတွေကထိုင်ကုန်လေးတွေနဲ့ကတော့အရောက်စင်သူပါလို့ရှိရင် power window လေးဖြစ်သွားမယ်မှန်ချိုးမှန်ကောက်ဒီကမှစအားလုံးပါပါတယ်ဆိုတော့ဒါတော့ညီမဘေးဆိုင်ကာဗာလေးပြပေးတာပါဆိုတော့အရှိဒီကားလေးမှာတော့ရှေ့ dashboard ကလုံးဝကျယ်တယ်ပေါ့နော်တိုင်ခွက်လေးကလည်း2ခုပေါ့နော်ဒါအရှိတိုင်ခွက်ဆိုလို့ရှိရင်ဒါပြီးလို့ရှိရင် C gate ပြတယ်ပြီးရင် heat ကိုပြတယ်ပြီးတော့ကိုမောင်းနေတဲ့ကီလိုမီတာကိုပြတယ်ပေါ့နော်ဒါတော့အရှိတိုင်ခွက်မှာအောက်ကတိုင်ခွက်မှာကကျတော့ဒါ IMA battery system တွေဒါတွေအားလုံးကိုပြပေးတယ်ဆိုတော့ဒါတော့ညီမပြောတဲ့အချိန်မှာအမှားပါသွားခဲ့တယ်ဆိုလို့ရှိရင်လည်းအားလုံးကိုတောက်မှမှာတယ်ပြီးလို့ရှိရင်ဒီကားလေးမှာညီမတို့ဒါ TV back camera ကတော့ပါပြီးသားပါနော်ဂျပန် TV back camera ဖြစ်မယ်ပြီးလို့ရှိရင်ဒီကားမှာပေါက်သေးလေးတွေလည်းပါတယ်နော်ပေါက်သေးလေးတွေပါတဲ့ခါကျတော့ကိုပစ္စည်းလေးတွေထည့်မယ်ဆိုလို့ရှိရင်လည်းဒါထည့်လို့ရတယ်နော်ပေါက်တော်များများပါတယ်သေးလေးတွေပေါ့နော်ပြီးလို့ရှိရင်ဒီကားမှာလက်တင်ခုံလေးတွေလည်းပါတယ်နော်ကိုကမောင်ရင်နဲ့လက်လေးတစ်ဖက်တင်ပြီးတော့မောင်းမယ်ဆိုလို့ရှိရင်လည်းလုံးဝမိုက်တယ်ထိုင်ကုန်တွေကမှစလုံးဝတန့်နေတာပဲပေါ့နော်အတွင်းခန်းကတော့အရန်ကျယ်တယ်အရန်ကျယ်တဲ့ခါကျတော့ကိုကပေါ့နော်ကိုကမောင်းတဲ့သူကအရက်ရှည်တာပဲဖြစ်ဖြစ်ပေါ့နော်လုံးဝလွတ်လပ်ရှိရယ်ထိုင်ရတာကမှအစပေါ့နော်ညင်ညောင်းနဲ့လုံးဝတရှိစေမယ်ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒီအရှိမှာပေါ့နော်ညီမပြောဖို့လေးကြံခဲ့လို့ပါဆိုတော့အပေါ်အမိုးတွေဆိုလို့ရှိရင်လည်းလောကတန့်နေတာပဲအရှိမှာစာကြည့်မိအရှိမှာလည်းပါတယ်ပြီးလို့ရှိရင်အလဲမှာလည်းပါတယ်ပေါ့နော်အပေါ်ပေါ့နော်နေကားလေးနှစ်ဖက်လုံးမှာဆိုလို့ရှိရင်လည်းမှန်လေးတွေပါတယ်မိကလေးစီးမယ်ဆိုလို့ရှိရင်လည်းကိုကပေါ့နော်လှပြမို့အတွက်မှန်လေးတွေပါတယ်ပြီးလို့ရှိရင်ဒီဘေးတွေ၄ဘက်လုံးမှာပေါ့နော်တကား၄ဘက်လုံးမှာလက်ကင်ကွင်းလေးတွေလည်းပါတယ်ပေါ့နော်ဆိုတော့ဒါညီမအပေါ်အမိုးလေးရောပြောဖို့ကြံခဲ့လို့ပါဆိုတော့ဒါကတော့ဒီကားလေးကိုဒါညီမအရှိအတွင်းခန်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးရဲ့အနောက်အတွင်းခန်းလေးကိုလည်းညီမတို့တူတူလိုက်ကြည့်ပါမယ်ရှင်အနောက်ခန်းမှာကလည်းလုံးဝကြဲဝန်းရှိတယ်လက်တင်ခုံတွေကအစပါတယ်အရှိမလည်းလက်တင်ခုံပါတယ်အနောက်မှာလည်းလက်တင်ခုံပါတယ်ပေါ့နော်ဆိုတော့ဒါခလေးကောင်းမီတွေလည်းပါတယ်ထားရတာလည်းကြဲဝန်းရှိတယ်လုံးဝကြိုက်တယ်ညီမတို့ပေါ့နော်ဒါဆိုတော့ကြတော့ကိုခရီးသွားမယ်ကိုယ့်မိသားစုလိုက်ခရီးသွားမယ်ဆိုလို့ရှိရင်တော့မှပဲဒါမိသားစု9ယောက်6ယောက်လောက်ကတော့ထိုင်လို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ညီမဒါအတွင်းခန်းလေးကိုပြောပြပေးတာပါဆိုတော့ကြတော့ဒါ
ကန်ဆယ်ရတာဘယ်လိုမျိုးလဲကားလေးကိုတေချာလေးမကြည့်ရလို့ဆိုပြီးတော့ဖြစ်မှာဆိုလို့ညီမအတွင်းငန်းလေးတွေကိုတေချာပြပေးပါတယ်ဆိုတော့ဒါတော့ညီမအတွင်းငန်းကိုပြပေးတာပါဆိုတော့ဒီကားလေးရဲ့အနောက် landscape area လေးကိုလိုက်ပြပေးမယ်ဒီရာဒီကပေါ့နော်နွေရာဒီဆိုတဲ့အခါကျတော့ကိုကခရီးသွားမယ်မိသားစုနဲ့သွားမယ်တငယ်ချင်းပေါင်းတင်းနေနဲ့သွားမယ်ဆိုလို့ရှိရင်လေခီးဆောင်အိတ်တွေတဲ့မယ်ပေါ့နော်ဆိုလို့ရှိရင်ဒီမှာ landscape area ကကြဲကြဲဝိုးရှိတယ်ပြီးလို့ရှိရင်ဒီအောက်မှာစပယ်ဘိန်းတွေကြိုက်တွေအားလုံးပါပြီးသားဖြစ်ပါတယ်ဒါကတော့ညီမအနောက် landscape area လေးကိုပြပေးတာပါဆိုတော့ခုကတော့ပေါ့နော်ဒါခရီးသွားမယ်ဆိုလို့ရှိရင်လေကိုကပေါ့နော်တကယ်ချင်းပေါင်းတင်းနေကြားထဲမှာကိုခရီးသွားခြင်းနဲ့ပေါင်းတင်းနေကြားထဲမှာမျက်နှာငယ်ရမှာစိုးတယ်ဆိုလို့ရှိရင်ဒါညီမစီမှာ3,15,000နဲ့ကန်ဆယ်ရုံနဲ့ကားတစ်စီးကိုရရှိပိုင်ဆိုင်တော့မှဆိုတဲ့အခါကျတော့တစောင်းလောက်ပဲဖြစ်ဖြစ်ကိုအနေနဲ့မဖြစ်မနေကန်ဆယ်ကြည့်ဖို့ကတော့ညီမအကြံပြုခြင်းနဲ့ဆိုတော့ဒါကတော့ညီမ Honda Civic ကားလေးကိုပြပေးတာဖြစ်ပါတယ်ဆိုတော့ညီမပြောသွားတဲ့အထဲမှာပေါ့နော်အမားလေးတွေပါတယ်လိုအပ်ချက်လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းညီမကိုနားလည်ပေးပါအောင်ရှင့်ဆိုတော့ကျတော့ညီမနောက်ထပ်ကားတစ်စီးဖြစ်တဲ့လုပ်ငန်းသုံး Pickup တွေက Hijet Auto ကားလေးကိုလိုက်ပြီးတော့ပြပေးပါမယ်ညီမစီမှာကတော့ဒါ lucky draw လုပ်ပေးခဲ့တဲ့55ချိန်တိုင်ရှိတဲ့အထဲမှာဒါ Hijet Auto Hijet ဆိုလို့ရှိရင်လူကြိုက်လဲများတယ်အရင်ကြိုက်ကြတယ်ပေါ့နော်ဆိုတော့လုံးလဲကြိုက်ကြမယ်လို့ညီမမျှော်လင့်ပါတယ်ဆိုတော့ဒီကားလေးကိုညီမလိုက်ပြီးတော့ပြပေးမယ်ဆိုတော့ဒီကားကတော့ဒါ extra grade ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှိမကဒါ original nickel share နဲ့ဖြစ်သွားမယ်အရှိ share လေးပြောင်းသွားမယ်ပြီးတော့ညီမဒါပေါ့နော်ဦးရဲတို့ဒါခရီးသွားနေတာနဲ့ဆိုတော့ကြောင့်ညီမဒီမီကွက်လေးတွေ nickelလေးတွေလုပ်ပေးမယ်ပေါ့နော်ဒါမလုပ်ရသေးဘူးဆိုတော့ကျတော့ဒါnickelလေးတွေအားလုံးလုပ်ပြီးသွားတဲ့ခါကျရင် sticker လေးနဲ့အားလုံးအလှဆင်ပေးပါအောင်မယ်ပြီးသွားတဲ့ခါကျလို့ရှိရင်လည်းညီမဗီဒီယိုလေးထပ်ပြီးတော့တင်ပေးပါမယ်ဆိုတော့ဒီကားလေးအတွက်တော့ညီမတို့အတွင်းကန်းလေးကိုလိုက်ပြပေးပါမယ်ဆိုတော့အတွင်းကန်းထဲမှာကတော့ဒါဒီတစ်ခေါက်ကကန်ဆယ်ရတာအရန်ကိုမှတန်တယ်လို့ခံစားရမယ့်ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဒါညီမအတွင်းကန်းလေးကိုပြပေးပါမယ်အတွင်းကန်းထဲမှာကတော့ထိုင်ကုန်တွေကလုံးဝရှမ်ဝိုင်း 6 တွေဖြစ်သွားမယ်အိမ်စီးကားကိုစီးနေရတဲ့ feeling မျိုးကိုအပြည့်အဝရစေမယ့်ကားလေးဖြစ်ပါတယ်ထိုင်ကုန်တွေကရှမ်ဝိုင်း 6 တွေဖြစ်သွားမယ်ဘေးဆိုင်ကာဘာတွေကမှစလုံးဝစင်တူးဆိုင်ကာဘာအပြည့်ဖြစ်သွားမယ်ပြီးတော့ဒီတစ်ခေါက်မှာကနော် power window နဲ့ဖြစ်သွားပါမယ်နော် maintenance ကိုလက်နဲ့မဟုတ်တော့ဘဲနဲ့ power window လေးနဲ့ဖြစ်သွားပါမယ်ဆိုတော့ဒါကတော့ညီမဒါအတွင်းကန်းလေးကိုပြပေးတာပါဆိုတော့ဒီတစ်ခေါက်မှာကတော့နော်ကန်ဆန်းရတာလုံးဝတန်တယ်ညီမအတွင်းကန်းလေးကိုပြပေးတာပါဒီကားလေးကဒါ AC power အစုံ2 week ကိုမှ auto gear အမှန်နဲ့ကားလေးဖြစ်ပါတယ် CRN ဆိုတဲ့ dashboard ကင်းနေဆိုတာကတော့အထူးတက်လက်ပြောနေစရာကိုမလိုတော့ဘူးလုံးဝပေါ့နော်ဒါမဖြစ်မနေထည့်ပေးပြီးသားမပါမဖြစ်ပေါ့နော်ထည့်ထားပေးပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီကားလေးကညီမအတွင်းကန်းလေးကိုပြပေးတာပါဆိုတော့ဒီတစ်ခေါက်မှာတော့အနောက်မှာကဒီတစ်ခေါက်မှာအမိုးကိုင်းကတော့စတီးဘက်ကအမိုးကိုင်းလေးရမယ်နော်နယ်ဒီဘက်ကပဲရသွားလို့ပဲဖြစ်ဖြစ်အမိုးကိုင်းကပေါက်မှာပြဲမှာလုံးဝစိတ်ပူစရာမလိုစတီးဘက်ကအမိုးကိုင်းလေးနဲ့ရမယ်စတီးအမိုးကိုင်းစတီးချေနဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့အနောက်ကျန်းကင်းလေးကိုလည်းပြပေးမယ်နောက်ကျန်းကင်းကလည်းလုံးဝဒါ original ကျန်းကင်းတိုင်းပဲကျန်သေးတယ်။အော်ဆေးပြည့်တိုင်းကျန်နေတယ်။ပြီးလို့ရှိရင်ဘေးမှာညီမတန်ပြားလေးတွေထည့်ပေးထားတယ်။ကိုကပေါ့နော်ဒါလုပ်ငန်းတော့ပဲသုံးမယ်ပဲထားပစ္စည်းတွေတင်လို့ရတယ်။လုံးဝအကျန်းခံတယ်ပေါ့နော်။အကျန်းပဲသုံးအချောပဲသုံးအိမ်စီးနေပဲသုံးအဖက်ဖက်ကသုံးလို့အစစ်ပြေးစေမဲ့ကားလေးဖြစ်တယ်ဆိုတော့ဒါတော့ညီမအနောက်ကျန်းကင်းလေးကိုပြပေးတာပါဆိုတော့အောက်ပိုင်း frame လေးလည်းလိုက်ပြပေးမယ် frame ကတော့လုံးဝကြိုက်တယ် frame တွေကအစလုံးဝမိုက်တယ် frame နှစ်ချောင်းလုံးဒီဒါ original အတိုင်းပဲကျန်နေသေးတဲ့ကားလေးဖြစ်ပါတယ် frame နှစ်ချောင်းလုံးဆင်းနေတာပဲကားနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှုပ်ရှင်းအားလုံးကင်းပါတယ်ဒါတော့ညီမအောက်ပိုင်း frame လေးတွေကိုပြပေးတာပါเนาะတေချာလေးပြပေးပါတယ်ဆိုတော့ကျတော့ကန်ဆန်းသူအနေနဲ့ပေါ့စိတ်ကျင်တဲ့စီမဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ဒါညီမဒါဘိန်းဖုံးလေးတွေနဲ့ပဲထည့်ပေးထားပါတယ်เนาะတာယာတွေကတော့တာယာ၄လုံးစလုံးပန်းအကြံပါသေးတယ်၄လုံးစလုံးကိုလည်းညီမဘိန်းဖုံးလေးတွေထည့်ထားပေးပါတယ်ဆိုတော့ဒီကားလေးမှာညီမအရှိရှော့ဖောင်းအောင်လေးလည်းပြပေးအောင်မယ်เนาะအရှိရှော့ဖောင်းအောင်လေးချိတ်တရားမှာစလုံးဝလှတယ်เนาะကားလေးအရန်ကြိုက်တယ်ဒီတစ်ခေါက်ကတော့2စီးလုံးကိုညီမအရန်ကြိုက်တယ်နော်ပိတ်ကတ်ထဲကဆိုလို့ရှိရင်လည်းဒါအော်တိုဖြစ်တယ်လူကြိုက်လည်းများတဲ့ကားလေးပြီးလို့ရှိရင်အိမ်စီးတွေကဆိုလို့ရှိရင်လည်းကိုယ်တိုင်လည်းအရန်ကြိုက်တဲ့ကားလေးတွေကိုပဲညီမရွေးချယ်ပြီးတော့ lucky draw လေးလုပ်ပေးထားပါတယ်ပြီးလို့ရှိရင်ဒီတစ်ခေါက်မှာ iPhone ဆိုလို့ရှိရင်လည်းအရင်တစ်ခေါက်နဲ့မတူဘဲနဲ့ iPhone 60 Pro Max ကို1000ထဲနဲ့ပဲရအောင်လုပ်ပေးထားပါတယ် iPhone မယူချင်ဘူးဆိုလို့ရှိရင်ညီမငွေသား360ကိုထပ်ပြီးတော့ပေးသွားအောင်မှာဖြစ်ပါတယ်ဆိုတော့ကန်ဆယ်ကျင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့အခုကတည်းကကိုကြိုက်တဲ့ lucky number လေးတွေကိုရွေးပြီးတော့မှလာဥထားလို့ရပါပြီHonda Civic အတွက်ကတော့ညီမတို့ lucky draw ticket တစ်စောင်ကို3,15,000နဲ့ကက်ဆက်လို့ရမှာဖြစ်ပါတယ်ခုနှစ်ဆောင်ဝယ်ယူသူတိုင်းကိုမြစ်တာလက်ဆောင်အနေနဲ့တစ်စောင်လက်ဆောင်ပေးသွားအောင်ပါပါဒီဘက်ကဒါဆို Hijet Auto တက်ကတော့ညီမတို့ lucky draw ticket တစ်စောင်ကို9,300မှာ10ဆောင်ဝယ်ယူသူတိုင်းကိုတစ်စောင်လက်ဆောင်ပေးအောင်ပါပါ10ဆောင်တစ်စောင်မှာ Honda Civic တွေကကြိုက်နေတဲ့ရာတစ်စောင်ကိုမြစ်တာလက်ဆောင်အနေနဲ့ပေးသွားမှာဖြစ်ပါတယ်အခုပြပေးခဲ့တဲ့ကား2စီးလုံးရော iPhone 60 Pro Max ရောကအခုလာမယ့်9လပိုင်း16ရက်နေ့မှာရှယ်ပြောင်းလဲမရှိဖွင့်ဖောက်ပေးသွားမှာပဲဖြစ်ပါတယ်။ပေါ်ကဆက်ကြမားရေးဆိုတဲ့မိတ်ဆွေတွေအနေနဲ့ကတော့ညီမတို့ရဲ့ဦးရဲကားရောင်းဝယ်ရေးဆိုတဲ့ page လေးရဲ့ဦးရဲကားရောင်းဝယ်နှစ်ဆိုတဲ့ page လေးတွေကနေပြီးတော့မှကန်ဆယ်လို့ရမှာဖြစ်ပါတယ်။
Viber ကနေ video call ခေါ်ကားလေးကိုကြည့်ပြီးတော့ကန်ဆယ်ချင်ပါတယ်ဆိုတဲ့မိတ်ဆွေတွေရဲ့အတွက်ကတော့39ကိုကွန်ကွန်တက်တက်လေးလေးတက်တက်ခွန်39ကိုကွန်ကွန်တက်တက်လေးလေးတက်တက်ရှစ်ဆိုတဲ့ Viber လေးတွေကနေပြီးတော့မှ video call ခေါ်ကားလေးတွေကိုကြည့်ပြီးတော့မှယုံကြည်စိတ်ချစွာနဲ့ကန်ဆယ်လို့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ပေးအထူးပါတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမငွေလွှဲနံပါတ်လေးပြောပြပါမယ်။နော်ဒါပေးအထူးပါလေးတော့တတိထားပြီးတော့ကန်ဆယ်ပေးပါညီမတို့ဦးရဲ့ကိုင်းရောင်းဝယ်မှာအစင်မြဲ3နဲ့ဖုန်းနံပါတ်လေးကနှလုံးပဲရှိပါတယ်။အဲ့ဒါကတော့အခုဒီမှာပြထားတဲ့39ကိုကွန်ကွန်တက်တက်လေးလေးတက်တက်ခွန်39ကိုကွန်ကွန်တက်တက်လေးလေးတက်တက်ရှစ်ဒီနံပါတ်လေးနှစ်ခုကိုပဲသုံးတာဖြစ်ပါတယ်။ဒီဘက်က39ကိုကွန်ကွန်တက်တက်လေးလေးတက်တက်ကိုဦးရဲထူဦးမှာ KB ရောဝေရောရှိတာဖြစ်ပါတယ်39ကိုကွန်ကွန်တက်တက်လေးလေးတက်တက်ရှစ်တန့်စင်အောင်မှာလည်း KB ရောဝေရောရှိတာဖြစ်ပါတယ်တခြားနံပါတ်တွေဆိုလို့ရှိရင်တော့ Pay2 ဖြစ်ပါတယ်ရှင်တော့ Pay2 ပါလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ Pay2 ပါလေးတော့တတိထားပြီးတော့မှကန်ဆယ်ပေးပါဆိုတော့ကြတော့ကားလေးတွေကိုကြည့်ပြီးသွားပြီးအရန်သဘောကျတဲ့အရေးကြိုက်တယ်ဆိုလို့ရှိရင်တော့အခုကလေးကကိုကြိုက်တဲ့ lucky number လေးတွေလာဦးထားလို့ရပါတယ်ဆိုတော့ညီမရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့မှအခုဒီဗီဒီယိုရဲ့ comment လေးမှာမှတ်ခဲ့ပေးပါညီမ like လွှင့်နေရကြလို့ရှိရင်ညီမဖုန်းပေးလေးလက်ဆောင်ပေးမှဖြစ်ပါတယ်ဆိုတော့ကြတော့ဗီဒီယိုလေးကို like and share လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ရှင်ညီမရဲ့ဗီဒီယိုလေးကိုအစုပ်ထိကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်55ချိန်မြောက် lucky draw ကြီးမှာတော့ပါဝီကန်ဆယ်ထားကြမဲ့သူတိုင်းပေါ့နော်ကာကန်နူရှင်လေးတွေပြကြပါစေလို့ဆုတောင်းပေးပါတယ်ပြီးတော့ပေါ့နော်အားလုံးပဲရန်သူမျိုးငါးပါးပင်မှာကင်းဝေးပါစေတဘာဝဘေးအန္တရာယ်ဘောင်းမှာကင်းဝေးပါစေလို့ဆုတောင်းရရင်ညီမရဲ့ဗီဒီယိုလေးကိုနှုတ်ဆက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမတတ်တာပါ